ရအဲ့မနဲ့ခင်းလေးတစ်ခုမှာတော့ဟန်နီပြန်နိုးလာဖြစ်ပါတယ်တိပါရဲ့ဖေးလည်းမရပြင်သွားပြန်ပြီငါတယောက်ထက်ဒီနေ့လည်းငါတယောက်ထက်ပဲညီရတော့မယ်နဲ့တူပါတယ်ပြလေမညီလိုက်ပါမယ်အရင်ဆုံးတော့မျက်နှာအရင်တက်မယ်ပြောမရပြီးရင်ရေချိုးလာကဲရေလဲလို့တော့လည်းကောပြီးငါတကယ်ချင်းနဲ့သွားစရာရှိရမင်းဘာကြီးညဝဲရမှန်းတော့မသိဒါလေးပဲဝင်ကမ္လာဒါလေးကတော့နောက်နေ့မှပဲဟုတ်တော့ဒါလေးဝင်စပင်ပုံစံလေးနဲ့စီးလာအောင်စပင်လေးစီးလာဒီလိုလေးပဲနေလိုက်တော့မယ်တင်းတင်းအဲ့ဆိုလို့ရှိရင်ငါတကယ်ကြီးအဲ့ကိုမနေ့စားပြန်နေသွားမယ်မနေ့စားလိုက်ပါဦးမယ်မားလို့ဒီနေ့ကငါတို့ကျောင်းမှာတပည့်ကျောင်းတိုက်ပဲလာမှာငါတို့ကဒီတိုင်းမှာသွားလို့ပြရမှာသွားလို့ပြရမှာလေဒီနေ့ကဟိုအချိန်ပွေလဲလာအောင်မှာဆိုတော့အဲ့ဆိုရင်တော့ယူနီဖောင်းလေးဝယ်ပြီးသွားလိုက်တော့ကျန်တဲ့တကယ်ချင်းအဖွဲ့လဲတော့ခေါ်အောင်မယ်ဆိုတော့ဟန်နီမြန်တော့နေငါတို့ဒီနေ့သွားမှာအေးငါလာခဲ့မယ်ခဏလေးတကယ်ချင်းအားလုံးကသူ့စောင့်နေကြပါရဲ့အဓိကပြောနေသူကတော့နိုလန်နဲ့ပါနိုလန်နဲ့တနေ့ကြီးအောင်မဟုတ်လို့ပါအဲဒါမို့နိုလန်နဲ့ကိုသူကဦးစားပြီးအမြဲစကားပို့ပြောပါတယ်ကဲတော့မလီနိုလန်နဲ့အေးအလုကကိုလည်းပြောလာအိုးပြောလာသွားကြမယ်အခုပဲကောင်းမှလိုက်တော့နော်ညရဲ့အေးဟင်းအဲ့လိုစင်ကြငါကမလည်းမကြရလေနေရလိုက်နေနဲ့ကမလိုက်ပါဥစားပေးနေရပဲကဲဒါဆိုအဲ့လိုတော့ကြမယ်လာစကူရအထက်ကြောင်းရတယ်အခုချိန်လက်ပါနေတရားပဲနော်အေးလေဟုတ်တယ်ငါတီတော့ပဲစကြည့်တဲ့မှာစအချိန်ကိုသွားလို့ပြီးတော့အမှတန်ရှင်းလောက်ရမယ်ဆိုငါသိရအရင်ဒီလိုပဲလေအဓိကတန်ရှင်းလောက်ခိုင်းရင်လို့ခေါ်တာဟာကဲလောကတန်ရှင်းရဘသူလုံးအေးအဲ့ဒါလောကတန်ရှင်းရနိုလာကတယောက်ထဲလုံးတယ်နော်ကျောင်းကြောင်လေးမှာဆိုအားလုံးတော့ရမှာအဲ့လိုနဲ့သူတို့တော့ကျောင်းလူတိတ်မတော်နေရမှာအလုံးတောင်ဝင်ချတော့လောက်ခဲ့ပါလေအဲ့လိုတော့လုံးနေစမှာပဲဟဲ့ဟျောင်းနေဒီမှာဘာကြီးလဲဟာနေရောငါတို့ကျောင်းအုပ်ကြီးကိုမေးကြည့်ကြမှာအဲ့လိုကောင်းတယ်တော့မေးကြည့်ကြဟာနေဟောတော့မေးကြည့်ကြောက်ကြဖြစ်မယ်လည်းမချင်ငါတို့တော့တူးကြည့်ရမယ်โอเคကောင်းပြီလေတူးပါမယ်သူလို့တွေ့လိုက်ရတာတော့မနှစ်ကလူပြောင်းမှုနဲ့တည်သွားပြီဖြစ်တဲ့ကျောင်းရဲ့ပထမနှစ်ရဲ့ခေါင်းဆောင်အမလီယန်ပဲဖြစ်ပါတယ်သူအဲ့ရတော့ဆိုရင်ကျောင်းပြန်ကန်ကြီးပါပျောက်ပြီးတော့ဒီဆုံးသွားပြီးတော့မှတ်ယူပြီးအလောင်းကိုလုံးဝမတွေ့ခဲ့ပါဒါကြီးတော့ကြောက်ဖို့ကောင်းမင်းကလေးတော့ခေါ်မယ်ကြောက်ကောအားလုံးဝိုင်းကြည့်နေတယ်ဗျဒါပေမဲ့သူ့ဘလို့တေးလေးဘသူတက်သွားလဲဆိုတာတော့ဘူးမှမသိကြသေးပါအပိုင်းနဲ့လာပါမယ်ရှင်